တကဘာလုံးကအထင်သေးဆက်စုပ်ကြတဲ့စင့်ခေါ်တတ္တဝါတစ်ခုပေါ့ဒါပေမဲ့ကျွန်တော်၎င်းကိုစင့်ခေါ်လိုက်တဲ့အခိုက်အတန့်မှာတော့အလွန်မှဝမ်းသာပီတိဖြစ်ပြီးဖလဲတနန်းလုံမိတော့တာပဲဒါကိုကြည့်ပြီးကျွန်တော်ရဲ့အတန်းပေါ်တွေကကဘာပေါ်မှာအကြီးမားဆုံးလူဦးတူးကြီးလို့ခေါ်ပြီးလောင်ပြောင်ကြတော့တယ်ကျွန်တော်အပေါ်တစ်ချိန်ကမျောလင်းချက်ကြီးကြီးမားမားထားခဲ့မှုတဲ့ဆရာ Wales တောင်မှသူ့ရဲ့တင် जा ပြသမှုတွေကိုဖြုံးတီးပြရမလားဆိုပြီးဒေါသတကြီးနဲ့ကြိမ်ဆဲပါလိမ့်ဦးကျွန်တော်ကတော့ဘာစကားမှမပြောဘဲပြုံးပြုံးလေးပဲလုပ်နေလိုက်တယ်ပြီးတော့ချက်ချင်းလှည့်ထွက်ခဲ့ပြီးကျွန်တော်ပိုင်ဆိုင်သမျှအရာအားလုံးကိုရောင်းချပစ်လိုက်တယ်ရသမျှနဲ့ကျွန်တော်ရဲ့ခွေးပေါက်လေးကိုကျွေးဖို့ Monster အသားပေါင်ပေါင်း1000နဲ့လေးလေလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲမှာနှက်ဆိုင်စွာမြုပ်နှံနေတဲ့ဖွက်ဖုံးနေတဲ့စွမ်းရည်ကိုနိုးထစေခဲ့တယ်ကျွန်တော်သူ့ရဲ့ခေါင်းလေးကိုပုတ်တက်ပေးလိုက်တဲ့အခါစိတ်ထဲမှာစာချုပ်ချုပ်ဆိုခြင်းဆိုင်ရာအကြောင်းကြားချက်တစ်ခုမြည်ဟေးသွားခဲ့တယ်တစ္ဆာရှိမှုဘေးတော့မှတစ္ဆာမဖို့ဘူးဝိညာဉ်စာချုပ်ကိုစတင်လိုက်ပါပြီကျွန်တော်ရဲ့ဝိညာဉ်တစ်ခုလုံးစုပ်ဖြဲခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးအော်ဟစ်ကမြေပြင်ပေါ်ကိုလဲပြိုကျသွားခဲ့ရတယ်ပတ်ဝန်းကျင်ကအတန်းပေါ်တွေကတော့ကျွန်တော်ဒီတန်ကိုမခံနိုင်လို့လဲကျသွားတာလို့ထင်ပြီးပိုးလို့တောင်ဝိုင်းလောင်ကြတာပေါ့ကျောင်းရဲ့အလှပကြီးဖြစ်တဲ့ကျွန်တော်ရဲ့ရီစာဝီလိုကလည်းအားနာတဲ့အရေးအယောင်လေးနဲ့ရှောက်လာပြီးကောလိပ်ဝင်ခွင့်စမ်းသပ်မှုဆိုတာတို့လိုတာမန်မိသားစုတွေအတွက်လူမှုပတ်ဝန်းကျင်အထက်တန်းလွှာကိုတက်လှမ်းနိုင်ဖို့တခုတည်းသောအခွင့်အရေးလေးလို့လေတန်းအီးလေးနဲ့ပြောတယ်လှန်ကစားသမားနိုင်လန်ဆာနိုင်ဖြစ်တဲ့လီယန်ကငါနဲ့အဖွဲဖွဲဖို့အခုလေးတင်သဘောတူလိုက်ပြီမို့လို့နင်းနဲ့အတူတူမသွားဖြစ်တော့ဘူးကျွန်တော်ကမန်းကတန်းထထိုင်လိုက်ပြီးရပါသူ့ဘေးနားကမိန်းကလေးတွေကလည်းကျွန်တော်ကိုယွန်ရှာဆက်ဆုပ်တဲ့အကြည့်တွေနဲ့ဝိုင်းကြည့်ကြတယ်သူကတော့တီငိန်နေချင်းအောင်ဆောင်နေတာတတ်ပါဝီလိုနင်ဘာမှမှားတာမလုပ်ထားဘူးပဲဘာလို့အားနာနေရမှာလဲသူ့ရဲ့လက်ဝါးခံမဲ့ရှိတဲ့အနာစိမ့်တွေနဲ့ခွေးစုပ်လေးကနင်းနဲ့တန်တာမှမဟုတ်တာဒါပေမဲ့အခုအချိန်မှာတော့ကျွန်တော်အဲ့ဒီနှစ်ယောက်ကိုဘာအာရုံမှမစိုက်ရဘူးဘာလို့လဲဆိုတော့ဝိညာဉ်စာချုပ်ပြီးဆုံးသွားတာနဲ့ကျွန်တော်ရဲ့ခွေးပေါက်လေးဟာ SSS Great Swine တခုနိုးထလာတာကိုတတိပြုမိလိုက်လို့ပဲအဲ့ဒါကတော့ greedy gluttony အတော်မတတ်ဝါမျိုးချင်းစွမ်းအီပေါ့၎င်းဟာဝါမျိုးလိုက်တဲ့ဘေးအစားကိုမဆိုတန့်စင်တဲ့စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပြီးအကန့်အသတ်မှန်သမျှကိုကြော်လွန်ကအစုံမဲ့ကြီးထွားလာနိုင်တယ်လို့စင်ကဲပြောင်းလဲဖို့အတားအဆီးမှန်သမျှကိုချီမုန်းဖြစ်နိုင်စွမ်းရှိတယ်ဒါကြောင့်ခံစားခဲ့ရသမျှဝေဒနာတွေကအလကားဖြစ်မသွားခဲ့ဘူးပေါ့အကြောင်းကြားချက်မိလာတာနဲ့အမျှရှဲရိုးရဲ့ခန္ဓာကိုယ်ဟာတတိမထားမိနိုင်လောက်အောင်အနှဲငယ်ကြီးမားလာပြီအခြေခံစွမ်းရည် stats အားလုံးတမတ်စီတိုးတက်သွားခဲ့ပါတယ် Great Sha တနိုင်ငံလုံးမှာ SSS Great စွမ်းရည်နိုးထလာတဲ့သူဆိုလို့လက်ချိုးရည်လို့တောင်ရတယ်အဲ့ဒီလိုလူတယောက်ပေါ်လာတိုင်းမှာနိုင်ငံတော်ကအမြင့်ဆုံးအဆင့်ဂရုစိုက်မှုပေးပြီးအချိန်ပြည့်စောင့်ရှောက်ကာကွယ်ပေးနေရှိတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့စွမ်းအားကအင်မတန်မှကြီးမားလွန်းလို့ပဲကျွန်တော်ခွေးပေါက်လေးကိုကောက်ချီပြီးရင်ခွင်နဲ့ဆွဲသွင်းလိုက်တယ်ဒီနေ့ကစပြီးမင်းနာမည်ကရှဲတိုးပဲငါ့အတွက်စူးစမ်းပေးရမယ်နော်ရှဲတိုးကသူ့ကိုယ်သူပြန်လက်ရင်းနဲ့တခိကိုဝမ်းသာပီတိဖြစ်နေတဲ့ပုံစံလေးလုပ်ပြတယ်ကျွန်တော်အသားတစ်ဖက်ပစ်ပေးလိုက်တာနဲ့ခဏလေးအတွင်းမှာတင်အစအနှတော့မကြံအောင်ဝါမျိုးပြစ်လိုက်တော့တာပဲတာမန်အည်သွေးရှိတော့အသားကိုဝါမျိုးပြီးပါပြီစင့်ကေးပြောင်းလဲမှုရမှန် 0.5 တိုးလာပါပြီဒါကတာမန်အသားတစ်ဖက်ထဲကတင်ရတာနော်အကယ်၍သူသာပို့ပြီးစားသုံးနိုင်ရင်ဘလောက်တောင်ကြောက်ဖို့ကောင်းလာမလဲအဲ့ဒီလိုတွေးမိုံနဲ့တင်ကျွန်တော်နှလုံးခုန်တန်းနေမြန်လာခဲ့တယ်ပြီးတော့ကျွန်တော်ကိုပို့လို့တောင်အံ့အားသင့်စေတာကကျွန်တော်ရဲ့ကိုယ်ပိုင်ခွန်အားတွေပါလိုက်ပြီးတိုးတက်လာတာပဲအော်ဒီ hack စွမ်းရည်ကစင့်ခေါ်တတ္တဝါရဲ့စွမ်းရည်အချို့ကိုတခင်စီပါပြန်လေဖြည့်တင်းပေးတာကိုကျွန်တော်လည်းချက်ချင်းပဲငွေ6တန်းသုံးပြီးမျိုးဗီဇပြောင်းတတ္တဝါအသားပေါင်1000ကိုဝယ်ယူလိုက်တယ်ပြီးတော့စိတ်ကူးညုံညုံလေးနဲ့ရှယ်ရိုးကိုစင့်ခေါ်လိုက်ပြီးသူ့ရှေ့ကသွေးအလိမ့်လိမ့်နဲ့အသားပုံကြီးကိုကြည့်နေလိုက်တယ်ရှယ်ရိုးကသူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းအနက်ဆိုင်ဆုံးကနေလှိုင်းလုံးကြီးလိုတိုးဝေလာတဲ့စာလောင်မှုကိုခံစားလိုက်ရပြီးပါဇက်ကြီးကိုဟာကအမန်းမရပဲကြိုက်ခဲဝါမျိုးပါတော့တယ်မျိုးချလိုက်တဲ့အသားတုံးတိုင်းကိုစွမ်းအင်အဖြစ်ယူတော့မတတ်ပြောင်းလဲဖြစ်နေတာပေါ့ကြိုက်လိုက်တဲ့အကြိုက်တိုင်းမှာပဲကုံဆုံးနိုင်စွမ်းမရှိတဲ့စွမ်းအင်တွေကရှယ်ရိုးရဲ့ခန္ဓာကိုယ်တစ်ခုလုံးထဲကိုစီးဝင်သွားပြီးသူ့ရဲ့အရွယ်အစားကစက္ကန့်နဲ့အမျှမျက်ဝါးထင်ထင်ကြီးထွားလာခဲ့တယ်။တပြိုင်နက်တည်းမှာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်အဆိုင်ပိုင်းတိုင်းလဲလိုက်ပြီးတန့်မာလာတာကိုခံစားလိုက်ရတယ်။နိုင်ဝက်ခန့်ချပြီးတဲ့နောက်မှာတော့ရှယ်ရိုးဟာမီတာ2ကျော်အထိအရက်အမောင်မြင့်တက်သွားခဲ့ပြီးကျွန်တော်ရဲ့စွမ်းရည် stats တိုင်းကလည်း10မှတ်စီတိုးသွားခဲ့တယ်။ဒါဟာဘယ်အတန်းနဲ့မှမဆိုထင်ပေါ်ကြော်ကြားဖို့လုံလောက်တဲ့ပမာဏပဲ။ရှယ်ရိုးရဲ့ hack တဲ့ဖွဲ့ကြီးထွားနှုန်းကကျွန်တော်ကိုအခြားသူတွေနဲ့ကွာဟချက်ကိုအမြန်ဆုံးကျင့်မြောက်စေခဲ့တယ်။ဒီအချက်ကိုခေါင်းထဲထည့်ပြီးကျွန်တော်ဘာမှတွန့်ဆုတ်မနေတော့ဘူး။စနစ် system ပေါ်က evolve စင်ကဲပြောင်းလဲခြင်းခလုတ်ကိုနှိပ်လိုက်တယ်။ကျွန်တော်အတီးပြုတ်လိုက်တာနဲ့တပြိုင်နက်ရှယ်ရိုးရဲ့ကိုယ်တွင်အနက်ဆိုင်ဆုံးကကြောက်မက်ဖွယ်စွမ်းရည်အနှစ်ချုပ်ဟာတုံခါသွားပြီးထူးခြားတဲ့အမဲရောင်စင်ကဲပြောင်းလဲခြင်းစွမ်းအားလိုင်းတွေပေါက်ကွဲထွက်လာတော့တယ်။ဆဲလ်တွေကွဲပွားပြီးမျိုးပိစာတွေပြန်လေပေါင်းဆက်ကတက်ရှိအဆင့်တန်းကပိုမိုမြင့်မားတဲ့အဆင့်တစ်ခုစီတို့ခုန်ကူးသွားခဲ့တယ်။ဂုံယူပါသည်တင်ဤစင့်ခေါ်တတ်တော်ရှယ်ရိုးသည် rained စုပ်ဖြဲခြင်းစွမ်းရည်ကိုရရှိသွားပါပြီ။ဂုံယူပါသည်တင်ဤစင့်ခေါ်တတ်တော်ရှယ်ရိုးသည်စွမ်းရည်အသစ်တစ်ခုနိုးထလာပါပြီ
Titan form Titan ပုံတရံဒီခန္ဓာကိုယ်အရွယ်စားကို3ဆကြီးမားစေပြီးခွန်အားနဲ့ခန်းစစ်ကို300ရာခိုင်နှုန်းတိုးမြင့်စေကအရှိန်ကို90ရာခိုင်နှုန်းရှော့ချပါမည် ဒီလိုစင်ကဲပြောင်းလဲပြီးနောက်မှာတော့ Shadow ရဲ့စွမ်းရည် stats တိုင်းက90မှတ်ကိုကျော်လွန်သွားခဲ့ပြီဒါဟာအဆင့် level 1မှာနေရှိသေးတာနော်ထိပ်တန်းအဆင့် top tier စင်ခေါ်တတ္တဝါတွေတောင်ဒါကိုမရှင်နိုင်ဘူးလူသားတွေကစင်ခေါ်တတ္တဝါတွေကို low mid high နဲ့ top ဆိုပြီးအဆင့်၄ဆင့်ခွဲခြားထားကြတာအဆင့်သတ်မှတ်ချက်ဆန်တော့ကတော့စွမ်းရည် triple S grade စွမ်းရည်ရှိတဲ့စင်ခေါ်တတ္တဝါမျိုးကတော့ grade shot တစ်နိုင်ငံလုံးမှာတစ်ခါမှမပေါ်ဘူးသေးဘူးကျွန်တော် Shadow ကိုအနားယူဖို့အိမ်ပြန်ခေါ်လာခဲ့ပြီးမနှက်ပြန်ကျင်းပမယ်ကောလိပ်ဝင်စမ်းသပ်မှုမှာဘလို့ monster တွေပေါ်လာမလဲဆိုတာကိုရင်ဆိုင်ဖို့ပြင်ဆင်လိုက်တယ်။နောက်နေ့မှာတော့ရင်ပြင်ကြီးထဲမှာရီတွက်လို့မရနိုင်တဲ့စာမီးပွဲဖြည့်ဆိုသူတွေစုဝေးရောက်ရှိနေကြပြီးဆရာ Wells ကခုဒန်းချင်းတွေကိုဝင်ရောက်မဲ့အသေးစိတ်အချက်လက်တွေကိုလိုက်လံရှင်းပြနေတယ် ပြိုင်ပွဲတဲ့မဝင်ဘူးရင်ငါတခါမှမရှုံးဘူးသေးဘူးလို့ကိုဆက်ပြီးလိန်ညာနေလို့ရတာပေါ့လို့ပြောနေတာက Aaron ဖြစ်တယ်။သူ့ပေးနာမှာတော့တွယ်လျာကြော့ရှင်းပြီးဝစ်စုံပြည့်နဲ့မိုးဆရာမလေးဝစ်လို့မတ်တရက်နေတယ်။ကြည်ရတာသူတို့နှစ်ယောက်ကအဖွဲကြနေကြပြီထင်တယ်။ကျွန်တော်ကတော့အာယုံမဆိုင်အားပါဘူး။ကုံမောင်းတန်တစ်ချက်မီဟေးသွားတာနဲ့တပြိုင်နက်ကြီးညူရောင်တကားကြီး၄ခုဟာတပြိုင်နက်ပွင့်ဟသွားပြီးအချောင်းနေကြားတဲ့ကနေတစီ6မတက်အေးစိမ့်လာတဲ့လေလိုင်းတွေတိုးဝေထွက်လာတော့တယ်။ကျောင်းသားတွေကတော့ဘာတွန်းဆုပ်မှုမှမရှိပဲသူတို့ကြရကူဒန်းချင်းကိုချက်ချင်းစစ်စီးကြတာပေါ့။တွားပြီငါတို့တော့တွားပြီ Cloud Haven ဒုတိယအထက်တန်းကျောင်းကကြာရှုံးမှုနှုန်းအမြင့်ဆုံးဂူတွေကတစ်ခုဖြစ်တဲ့အယိုးသိန်းကြိုင်တောအုပ်ကိုကြာတာကိုဂူဒီအားလုံးကအခက်ခဲချင်းအတူတူပါပဲဘာဒီကြွားဝါစရာရှိလို့လဲလို့ပြောပေမဲ့လေတတိယအထက်တန်းကျောင်းကတော့ဘာမှညှဉ်းညူမှမဟုတ်ဘူးလေသူတို့ကပိုလွယ်တဲ့ဂူကိုရတာကိုဒါကိုကြားလိုက်ရတော့ဆရာ Wells ကသူ့နောက်ကကျောင်းသားတွေဘက်ကိုအမြန်လှည့်ပြီးအယိုးသိန်းကြိုင်တောအုပ်ကမီးမျက်နှာတွင်ပြင်ရှုပ်ထွေးပြီးခြုံလွယ်ပိတ်ပေါင်းနေအင်မတန်ထူထပ်တယ်ပြီးတော့ဆရာ Wells ကလက်ပတ်နိုင်နဲ့တူတဲ့အရာတစ်ခုကိုထုတ်ပြပြီးဒါကအင်ဂျင်နီယာတွေပြုလုပ်ထားတဲ့မှတ်တမ်းတင်ဆက် recorder ပဲ၎င်းကဂူထဲမှာမင်းတို့ရရှိတဲ့အမှတ်တွေကိုငါတို့စီပြန်လေပေးပို့ပြီးမှဖြစ်တယ်လို့ရှင်းပြတယ် နောက်ထပ်ကုန်းမောင်းတန်တစ်ချက်မြည်လာတာနဲ့အမျှကောလိပ်ဝင်ခွင့်စမ်းသပ်မှုကြီးတရားဝင်စတင်သွားခဲ့ပါပြီအဖြူရောင်ချက်ဝက်တန်စာကိုဝစ်ဆင်ထားပြီးရေခဲပြာရောင်စပင်းအရှိကြီးနဲ့တိတိသားသားကိုလှပလွန်းတဲ့မင်းကလေးတစ်ယောက်ကဂူထဲကိုအရင်ဆုံးဝင်ရောက်သွားခဲ့တယ်သူမကတော့တတိယအထက်တန်းကျောင်းက Crystal ပဲဖြစ်ပြီးတစ်ယောက်တည်းဆိုလိုဝင်သွားတာပါအဖွဲထဲမှာလူများလေလေအမှတ်လျှော့ခံရလေလေမို့တကယ့်အကြီးချင်းရှိတဲ့သူတွေကတော့ဆိုလိုပဲသွားကြတာရင်ပြင်ပတ်ပတ်လည်မှာထိုင်နေကြတဲ့ចောင်းသားငယ်တွေရဲ့လူအုပ်ကြီးကလည်းစိတ်လှုပ်ရှားစွာနဲ့စူညံပွက်လို့ရိုက်နေကြတယ်ကျွန်တော်လည်းစိတ်ကူးထဲကနေဂူနဲ့ချိတ်ဆက်လိုက်တာနဲ့တပြိုင်နက်အဖြူရောင်အလင်းတန်းကကျွန်တော်တစ်ယောက်တည်းကိုလွှမ်းခြုံသွားခဲ့တယ်ကျွန်တော်လည်းပဲဆိုလိုအနေနဲ့ပဲသွားမှာ ကျောင်းသားအားလုံးအတွင်းထဲကိုရောက်သွားတာနဲ့အဆင့် level 20ရှိတဲ့တက်လက်ပိုင်းလူကြီးတစ်ယောက်ကလက်ဝေးရမ်းလိုက်ပြီးရေလိုင်းမျက်နှာပြင်ပုံစံရုပ်တံပုတ်၄ခုဟာတစ်ဖြက်ဖြက်နဲ့လင်းပွင့်လာတော့တယ်အဲ့ဒီအချိန်မှာပင်အဖြူရောင်အလင်းတန်းတစ်ခုဖြက်ခနဲ့လက်သွားခဲ့တယ် Cloud Haven ဒုတိယအထက်တန်းကျောင်းကကျောင်းသားတစ်ယောက်ဂူထဲကနေသူ့အလူအလျောက်လက်လျှော့ထွက်ခွာသွားတာပေါ့ Cloud Haven ဒုတိယကျောင်းကဆရာတွေလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးပတ်ဝန်းကျင်ကလှောင်ပြောင်ခြင်းတဲ့အကြည့်တွေကိုခံစားမိရင်စကားတစ်လုံးမှမဆိုပဲခေါင်းငုံသွားကြတော့တယ်ကျောင်းအုပ်ကြီးမေဆင်ရဲ့မျက်နှာကလည်းပြတ်သွားပြီးဘာစကားမှမပြောပဲရုပ်တံပုတ်ကိုပဲစိုက်ကြည့်နေမိတယ်အဲ့ဒီနောက်မှာတော့ဖြည်းဖြည်းချင်းရွေ့လျားနေတဲ့ရုပ်တံမျက်နှာပြင်ပေါ်မှာလူငယ်တစ်ယောက်ဟာတစ်ယောက်ထဲပေါ်လာပြီးသူ့ပတ်ဝန်းကျင်ကထူထပ်လာတဲ့တောအုပ်ကြီးကိုအကဲခတ်နေတာတွေ့ရတယ်။ကျောင်းအုပ်ကြီးမေဆင်ကအံ့ဩမြင်တတ်သွားပြီး Cloud Haven ဒုတိယကျောင်းကမနေ့ကလုပ်တဲ့အတန်းတွေကစွမ်းရည်နှောထပ်ပွဲ Class Awakening မှာဒီလောက်အကြီးချင်းရှိတဲ့ကျောင်းသားတစ်ယောက်ထွက်လာတာလားလို့ချက်ချင်းပဲအော်ပြောလိုက်တော့တယ် ဒါကိုကြားရတော့ဆရာ Wells ဟာဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့ရတယ်သူကတော့ကျွန်တော်ကိုတာမန်စင့်ခေါ်သမားဆာမော်နာတယောက်ပဲဆိုတာကောင်းကောင်းကြီးသိနေတာကိုတစ်ဖက်မှာတော့ဂူထဲရောက်နေတဲ့ကျွန်တော်ဟာခဏတာခေါင်းမူးဝေသွားပြီးနောက်အသိစိတ်ကိုချက်ချင်းပြန်စူးစီးပြီးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲအရာတစ်ခုခုကဝုန်းကနေပြုတ်ကျလာခဲ့တယ်ကျွန်တော်လည်းဘာမှတွန့်ဆုတ်မနေပဲဘယ်လက်ကိုစုပ်လိုက်တာနဲ့တမီတာခန့်ရှိတဲ့မိုးတုတ်ကောက် magic stuff ကလက်ထဲမှာပေါ်ထွက်လာတော့တယ်စီပိုင်းတစ်ခုစာကန်ထူထဲတဲ့အစိမ်းညံ့ရောင်တန်ကောင်ကြီးတစ်ကောင်ကအပေါ်ကနေခုန်ချလာပြီး၎င်းရဲ့ကြောက်မက်ဖွယ်တွားဆွေအထက်ထက်ကိုပြဖို့ပါစက်ကြီးကိုဟလိုက်တယ်ကျွန်တော်တုတ်ကောက်ကိုကြစ်ပါအောင်စုပ်လိုက်ပြီးထိပ်ဖျားကနေအဖြူရောင်အလင်းတန်းတစ်ခုပြစ်လွတ်လိုက်တဲ့အခါတန်ကောင်ကြီးရဲ့ခန္ဓာကိုယ်ကိုအလေတိတ်တိတ်ကနေဖြတ်တန်းသွားခဲ့တယ်၎င်းဟာအလေကနေအပိုင်းပိုင်းပြတ်သွားပြီးကျိုးပြတ်သွားတဲ့စွန်တစ်ကောင်လိုမြေပြင်ပေါ်ကိုဖုံးကနေပြုတ်ကျသွားတော့တယ် သင်ဒီအစိတ်ဆွဲတန်းကောင် Venom Tooth Worm တကောင်ကိုတက်ဖြတ်ပြီးပါပြီအတွေ့အကြုံ experience 9မှတ်ရရှိပါတယ်တပြိုင်နက်တည်းမှာပဲကျွန်တော်လက်ကဝက်ကဆက်ကလေးကတစ်ဖြက်ဖြက်လင်းလာပြီးရမှတ်15မှတ်တိုးလာပါပြီလို့ပြတယ်အပြင်ကလူအုပ်ကြီးတစ်ခုလုံးလဲစွန့်ဩသွားကြတော့တယ်သူကစင့်ခေါ်သမားမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒီတုံ့ပြန်မှုနဲ့အရှိန်အဝါကတော့အံ့ဩစရာပဲ
ကျွမ်းကျင်မှု agility အင်မတန်မြင့်မားတဲ့သူမှသာဒါမျိုးကိုလုပ်နိုင်မှာဆရာ Wells လည်းအလားတူပဲမြင့်တက်နေခဲ့တယ်သူဟာကျွန်တော်ကိုအရင်ကတိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေမှာကောင်းကောင်းလုပ်နိုင်တာတွေ့ဘူးပေမဲ့ဒီလောက်အထိအစွမ်းထက်လိမ့်မယ်လို့တော့တခါမှမထင်ထားခဲ့ဘူးတန်ကောင်ကြီးကိုတတ်ပြီးနောက်ကျွန်တော်တောအုပ်အနက်ပိုင်းစီကိုဆက်လျှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲလေထုထဲမှာကြောက်မက်ဖွယ်အော်ဟစ်တန်တွေနဲ့အတူအစိမ်းရောင်အည်ပြားရှိပြီးပူပူပြက်ပြက်နဲ့ရုပ်ဆိုးလာတဲ့တတ္တဝါလေးတွေပေါ်လာတော့တယ်ကျွန်တော်၎င်းတို့ကိုချက်ချင်းမှတ်မိလိုက်တယ် Goblin တွေပဲပြတ်ထန်းစာအုပ်တွေထဲမှာတော့၎င်းတို့ကိုရက်ဆက်ကြမ်းကြုတ်ပြီးအလွန်အမင်းသားပေါက်တတ်ကြတယ်လို့အစာပြက်လက်တဲ့အခါသူတို့အချင်းချင်းတောင်ပြန်စားတတ်ကြတယ်လို့ဖော်ပြထားတယ်ကျွန်တော်အကြမ်းဖျင်းရေတွက်ကြည့်တာ90ဒါမှမဟုတ်60လောက်ရှိမယ်ဒီလောက်အုပ်စုကြီးကကျွန်တော်စီတပြိုင်တည်းဝိုင်းအွန်လိုင်းရင်တော့ကျွန်တော်သွားပြီပဲဒါကြောင့်ကျွန်တော်စိတ်ထဲကနေ share ကိုစင်ခေါ်လိုက်တယ်အဖြူရောင်အလင်းနဲ့ဖြတ်ခနဲ့လက်သွားပြီးနောက်အေးစိမ့်လာတဲ့ဝွန်ဘလူးဟောင်းတဲ့အရှိကြီးကတောအုပ်တစ်ခုလုံးကိုတုံခါသွားစေခဲ့တယ် Shadow ရဲ့အေးဆက်လာတဲ့ဒေါင်လိုက်မြတ်တငယ်ဆုံးကပြေးဝင်လာတဲ့ Goblin တွေစီကိုစိုက်ကြည့်လိုက်ပြီးလက်ခေါင်းရဲ့ခြေလက်တွေကနေစွမ်းအားတွေပေါက်ကွဲထွက်ကာအမြောက်ဆန်တူလို့ရှေ့ကိုဒုံဆိုင်ပြေးဝင်သွားတော့တယ်အရှိဆုံးက Goblin ရဲ့ဥကောင်းကုန်ကတော့ချက်ချင်းပဲကြည်မွသွားပြီးခန္ဓာကိုယ်ဟာအရှိန်နဲ့နောက်ကိုလွင့်စင်ထွက်သွားခဲ့ရတယ်ဘေးတစ်ဖက်တစ်ချက်စီက Goblin တွေကလည်းအော်ဟစ်ပြီးသူတို့ရဲ့ခွန်အားရှိသမျှနဲ့လက်နက်တွေကိုလွှဲရိုက်ကြတော့တယ်စောင်းချွန်နေတဲ့အယိုးလက်နက်တွေက Shadow ရဲ့ကြောပြင်ကိုလာဆိုင်ပြီးမယ်ဖြတ်ခနဲ့အတန်နဲ့အတူနှစ်ပိုင်းကျိုးသွားကြတာပေါ့ Shadow က Goblin တစ်ကောင်ရဲ့ခေါင်းကိုသူ့ခြေဘဝနဲ့တစ်ချက်ပဲလှမ်းရိုက်လိုက်ုံနဲ့ဥခေါင်းကောင်ကကွဲအထွက်သွားတော့တယ် Shadow ကတော့ခံစစ်မှန်သမျှကိုလုံးဝရှော့ချလိုက်ပြီးလက်ခေါင်းတို့ဟာသူ့ရှိမှမရှိသလိုမျိုးပဲတွေးအေးနဲ့ရှင်းလင်းပြနေတော့တယ်အတိညာနီးပါးလာတဲ့ Goblin တွေတောင်မှဘီးစားအရာကြောက်ကြုံတုန်လုံးမှုကိုခံစားလိုက်ရပြီးတိုက်ခိုက်တာကိုရက်တန့်ကကြောက်လန့်တကြားနဲ့လူစုခွဲထွက်ပြေးကြတော့တယ်မင်းတို့ရောက်လာမှတော့တကောင်းမှထွက်မသွားရဘူးကျွန်တော် Shadow ကိုထွက်ပြေးနေတဲ့ကောင်တွေနောက်ကိုလိုက်ခိုင်းလိုက်ပြီးကိုယ်တိုင်လည်းအနီးဆုံးက Goblin တကောင်စီကိုပြေးဝင်လိုက်တယ်ဒီလိုရက်ဆက်ကြမ်းကြောက်တဲ့မြင်ကွင်းကိုကြည့်ပြီးအပြင်ကလူအုပ်ကြီးလည်းပွက်လောရိုက်သွားတော့တာပေါ့ Cloud Heaven ဒုတိယကျောင်းမှာဒီလောက်ယူသွတ်တဲ့ Senior ကျောင်းသားရှိနေတာလားစင်ခေါ်တတဝါကိုခဏထားအောင်သူကိုယ်တိုင်ကဘာလို့ဒီလောက်တောင်တန်မာနေရတာလဲသူညစ်ထားတာချီတုံးထားတာဖြစ်ရမယ် Cloud Heaven ဒုတိယကျောင်းရဲ့ကြည့်ရှုရေးနေရာမှာတော့ကျောင်းသားတစ်တွေနဲ့ Senior တွေအားလုံးစိတ်လှုပ်ရှားမှုကြောင့်အော်ဟစ်နေကြတယ်လွန်ခဲ့တဲ့10မိနစ်ခန့်ကတည်းကျွန်တော် Goblin အုပ်စုနဲ့တိုးတာကိုမြင်တော့လူတိုင်းလိုလိုကကျွန်တော်ပြုတ်တော့မယ်လို့ထင်ထားခဲ့ကြတာဒါပေမဲ့အခုတော့စင်ခေါ်တတ်တော်တကောင်နဲ့ Goblin အုပ်စုကြီးကိုအရှင်လက်လက်မှွေနှောက်နေပြီလေဒါကိုကြည့်ပြီးကျောင်းအုပ်ကြီးမေစင်ရဲ့မျက်နှာကလည်းဝမ်းသာအားရဖြစ်သွားတော့တယ်ဒီအဆင့်ကိုဒီလောက်အမြန်ရောက်နိုင်ဖို့ဆိုရင်အနည်းဆုံး B grade အဆင့်ရှိပြီးကြီးထွားနှုန်းအမျိုးအစား growth type စွမ်းရည်ဖြစ်ရမယ်ဒီအလားအလာကထိတ်တန့်စင်ခေါ်တတ်တော်တွေနဲ့တော့ရင်ပေါင်တန်းနိုင်တယ် Cloud Haven ဒုတိယကျောင်းကနေကျောင်းကိုဦးဆောင်နိုင်မဲ့ပါရမီရှင်တယောက်နောက်ဆုံးတော့ထွက်လာပြီလားလို့တွေးမိပြီးချက်ချင်းလှည့်မေးလိုက်တယ်အခုအီတန်ရဲ့ရမှတ်ကဘယ်လောက်ရှိလဲမှတ်တမ်းတင်စာအရဆိုရင်တော့သူဟာရမှတ်960နဲ့ Cloud Haven ဒုတိယကျောင်းမှာပထမနေရာမှာရှိနေပါလေဒါပေမဲ့တတိယအထက်တန်းကျောင်းက Crystal ကတော့ပို့လို့တော့ကြောက်ဖို့ကောင်းနေတယ်ရမှတ်830နဲ့အခြားသူတွေထက်အပြတ်အသတ်ကိုအသာစီးရနေတာပေါ့ဒါကိုကြားလိုက်ရတော့ကျောင်းအုပ်ကြီးမေစင်နဲ့အခြားဆရာတွေအားလုံးအံ့ဩတုန်လှုပ်စွာနဲ့အသက်ရှူမသွားကြတော့တယ်ဂူတဲကိုရောက်တာမိနစ်20တောင်မပြည့်သေးဘူးဒီရမှတ်ကပြည်နယ်အဆင့်ထိတ်တန်းရမှတ်စရင်းနဲ့ဝင်ဖို့အလားအလာရှိနေပြီလေဂူထဲမှာတော့ Goblin အလောင်းတွေစီကနေအလင်းလုံးလေးတွေထွက်ပေါ်လာပြီးကျွန်တော်စီစီးဝင်လာခဲ့တယ်ကျွန်တော်ရဲ့အဆင့် level ဟာနှစ်အထိမြင့်တက်သွားပြီးစိတ်ဝိညာဉ်စွမ်းအား spirit က9မှတ်တိုးလာခဲ့တယ်ဒါဟာတာမန်အတန်းအစားတွေရဲ့အားနည်းချက်ပဲအဆင့်တွေဘလောက်ပဲဆက်တက်နေပါစီနောက်ပိုင်းကျရင်ကွာဟချက်ကပိုပြီးကျဲပြန့်လာမှာဖြစ်ပြီးနောက်ဆုံးမှာတော့ဘလို့မှမကြော်ဖြတ်နိုင်တဲ့6ကမ်းမကြီးတစ်ခုဖြစ်သွားလိမ့်မယ်ဒါပေမဲ့ Shadow ကကျွန်တော်စီပြန်လေဖြည့်တင်းပြီးတဲ့စွမ်းအင်တွေကတဆင့်ဒီကွာဟချက်ကိုကျွန်တော်ကြီးမြောင်းပြနိုင်တယ်ကျွန်တော်ရဲ့ရမတ်ကအကယ်ဒမီကျောင်းဝင်ခွင့်တတ်မှတ်ချက်မင်းကိုကြော်လွန်သွားခဲ့ပြီမို့လို့ကျောင်းဝင်ခွင့်ရဖို့ကတော့တေချာသလောက်ရှိသွားပါပြီဒါပေမဲ့ကျွန်တော်ရဲ့ရည်မှန်းချက်ကဒီထက်မကအဝေးကြီးကိုဥတီထားတာအခုအချိန်မှာတော့ Shadow ဟာ Goblin အလောင်းတွေကိုတကျွတ်ကျွတ်နဲ့ဝါမြူနေတော့ပြီ Shadow တွားကြစို့အမဲလိုက်ပွဲကအခုမှစတာ Goblin တွေဆိုတာအုပ်စုလိုက်နေတတ်တဲ့တတ္တဝါတွေဒီနေရာမှာတိုက်ခိုက်ရေးအဖွဲ့တစ်ဖက်ပေါ်လာကြတဲ့ကအနီးအနားမှာနောက်ထပ်ရှိနေအောင်မှသိကြတယ်10မိနစ်ခန့်ကုန်ဆုံးသွားပေမဲ့ Monster တကောင်နဲ့မှမတိုးတာကကျွန်တော်ရဲ့တန်တရားကိုပို့ပြီးခိုင်မာစေခဲ့တယ်သူတို့ကဒါကိုဂူဒန်ဂျင်လို့ခေါ်ကြပေမဲ့တကယ်တော့ထူးခြားတဲ့ကဘာငယ်လေးတစ်ခုနဲ့ပို့တူပါတယ်အတွင်းထဲကအရာအလုံးဟာသူ့အလိုအလျောက်ပြန်လေရှင်းတန်လာတာ respawn ဖြစ်တာမျိုးမဟုတ်ဘူး၎င်းဟာအစ်စ်အမှန်ကဘာလိုပဲတဘာဝနိယာမတရားတွေအတိုင်းလေပတ်နေတာရုတ်တရက်ဆိုသလိုလီဒုထဲကနေအယိုးလှန်တန်းအချို့ဝဲပြန်လို့လာခဲ့ပြီးအရက်မျက်နှာအနှံ့ကနေGoblin တွေဟာသူတို့ရဲ့လက်နက်တွေကိုမြောက်ကင်လျက်အော်ဟစ်ဆူညံပြီးစုပြုံတိုးဝှေ့ထွက်လာကြတော့တယ်ကျွန်တော်မျက်နှာပေါ်မှာတော့ကြောက်ရွံ့တဲ့အရေးအယောင်စိုးစင်းများမရှိပါဘူးကျွန်တော်ရဲ့မော်မော်တုတ်ကောက်ဟာဓားပုံတရံအဖြစ်ပြောင်းလဲသွားပြီးခဏလေးအတွင်းမှာတင် Goblin တစ်ကောင်ကိုခုံးဖြစ်လိုက်တယ်
တရားထိုင်လို့အလင်းပွင့်သွားတယ်လို့မျိုးအာယုံစူးစိုက်မှုအပြည့်နဲ့ပဲအဲ့ဒီအားနွဲလာတဲ့တတ္တဝါလေးတွေကိုကျွန်တော်မှွေနှောက်ခုတ်ဖြတ်ပစ်လိုက်တယ်။ရှောင်ကွင်းလိုက်တဲ့အရှောင်တိုင်းဓာတ်ချက်လွှဲလိုက်တဲ့အခုတ်တိုင်းကတိကျလွန်းလာပြီးအသက်တစ်ချောင်းစီကိုချွေယူနေတော့တာပဲ။ဒီအခိုက်အတန့်မှာကျွန်တော်ဟာလေထဲကလက်ပြားတကောင်လိုကခုန်နေပြီးကျွန်တော်ရဲ့အတောင်ပံတွေကိုတော့တေမင်းရဲ့တန်စင်ကြီးအဖြစ်သုံးလို့ထားတယ်လို့ပါပဲ။တိုက်ပွဲကအင်မတန်ကြော့ရှင်းလွန်းလို့အမှုပညာတစ်ခုအသွင်ဆင်တူနေပြီးအပြင်ကကြီးစုနေသူတွေဟာလည်းစိတ်လှုပ်ရှားမှုကြောင့်ဝုန်းတိုင်းအော်ဟစ်အားပေးကြတော့တယ်။ကလောက်ဟေဗန်ဒုတိယကျောင်းကဆရာကြီးရောကျောင်းသားတွေပါအထက်ကနေအောက်အထိဝမ်းသာအားရဖြစ်လို့နေကြတာပေါ့။သူ့ရဲ့တိုက်ခိုက်ရေးနည်းစနစ်ကမယုံနိုင်စရာပဲ။သူဒါကိုတစ်ခဲကိုအပတ်တကူလေ့ကျင့်ထားခဲ့တာဖြစ်ရမယ်။ပြီးတော့သူ့ရဲ့ဓာတ်တိုင်းကပိုလို့တောင်ကောင်းသေးတယ်။ဓာတ်ချက်တိုင်းကလေချောင်းတဲ့တွေကို1မီလီမီတာတောင်မလွဲပဲတိတိကျကျဖြတ်သွားတာ။ အခုအချိန်မှာတော့သူတို့တွေအခြားဘသူ့ကိုမှမကြည့်တော့ဘူးမျက်လုံးအားလုံးကကျွန်တော်စီမှာပဲတစ်ချက်မှမလွှဲတမ်းစိုက်ကြည့်နေကြတော့တယ်ဆရာဝဲစီရဲ့နှုတ်ခမ်းတွေတုံခါလို့နေတယ်အထက်တန်းကျောင်း3နှစ်တာကာလအတွင်းမှာသူကျွန်တော်ကိုတိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေမှာဓာတ်တစ်ခါမှကြိုင်တာမမြင်ဘူးခဲ့ဘူးလေဒီကလေးတာကိုအတော်လေးလှိဝတ်ထားခဲ့တာပဲအချီနေမကောင်းတော့ဘူးအဲ့ဒါတွေကအဆင့်6ရှိတဲ့ဘဇာကာဂေါဘလင်တွေပဲ73ကောင်တောင်ကျန်သေးတာအီတန်တော့ဒုက္ခရောက်ပြီနေုံမီလီယံဂေါဘလင်တွေနဲ့ရီခဲဂေါဘလင်တွေပါပါနေတာလားဂေါဘလင်အတိုက်ကိုတက်ရောက်ထဲဆိုလိုလာစီးတာကအန်နီရဲ့အလွန်များလုံးလာပါတယ်ဆရာတိုင်းရဲ့ရင်ထဲမှာစိုးရိမ်စိတ်တွေကြောင့်တုန်တုတ်လို့နေတော့တယ်ဒီဂေါဘလင်အစ်စ်တွေပေါ်လာတာနဲ့အမျှကြံတဲ့ဂေါဘလင်တွေလည်းအားကိုးရပြန်ရသွားပြီးရန်တန်းတိုက်ခိုက်တာမျိုးမလုပ်တော့ပဲစနစ်တကျဖြစ်သွားကြတယ်မီလီယံဂေါဘလင်တွေခါထာမန်တန်ရွတ်ဖတ်လိုက်တာနဲ့လက်သီးဆုပ်ခန့်ရှိတဲ့မီးလုံးကြီးတွေဖြစ်ပေါ်လာပြီးကျွန်တော်စီကိုတပြိုင်နက်တည်းပြန်တန်းလို့လာခဲ့တယ်ကျွန်တော်လည်းမီးလုံးတွေကိုတစ်လုံးပြီးတစ်လုံးရှောင်ကွင်းနေတဲ့အချိန်မှာအခြားဂေါဘလင်တစ်ကောင်ကကျွန်တော်စီကိုခုံအုပ်ဖို့အခွင့်ကြီးချောင်းနေတာပေါ့ကျွန်တော်ခေါင်းကိုအနှဲငယ်ဆောင်းပြီးပြေးဝင်လာတဲ့အယိုးလှန်တံကိုရှောင်လိုက်တယ်ပြီးတော့အဲ့ဒီ goblin ရဲ့ level ကိုလက်နဲ့ဖြတ်ခနဲဖမ်းဆုပ်လိုက်ပြီးပြန်တန်းလာတဲ့မီးလုံးရဲ့လမ်းကြောင်းတဲတဲ့စီကိုလွှဲပစ်လိုက်တော့တယ်တောက်ပြောင်တဲ့မီလီယံတွေပေါက်ကွဲထွက်သွားပြီး goblin ရဲ့ခန္ဓာကိုယ်ကိုခဏလေးအတွင်းမှာတင်ဝါမျိုးပစ်လိုက်တယ်ကျွန်တော်ဟာလူသားလုံငယ်ကြီးလား goblin တွေကိုမီလီယံ goblin တွေစီကိုအမြောက်ဆန်းလေးလို့တစ်ချက်ဆက်လွှဲပစ်နေတော့တာပေါ့ဖယားရဲ့အဲ့ဒီလိုမျိုးပါလုံးလို့ရတာလားအပြင်ကကြည့်နေတဲ့ចောင်းသားတိုင်းစွန့်ကုန်ကြပြီးဆရာ Wells လည်းကြောင်တောင်ကြီးစိတ်ကြည့်နေမိတယ်သူဒီလိုလှုပ်ရှားမှုမျိုးကိုတခါမှမတင်ပြီးခဲ့ဘူးတာတော့အသေးချပဲလေအခုချိန်မှာတော့ကျွန်တော်ကမီလီယံ goblin တွေကိုစဝေးစဝါဖြစ်အောင်လှုပ်ပစ်လိုက်ပြီအကေ၍သူတို့တွေမော်မော်အတက်ကိုတုံးလိုက်ရင်သူတို့အချင်းချင်းပဲပြန်မှန်ကုန်ကြတာကိုမတုံးရင်လည်းတီးရမှာပဲလေ၎င်းတို့ကိုဝိုင်းပတ်မှွေနောက်ပြီးတဲ့နောက်ရှေးတို့ကနောက်ွယ်ကနေရောက်ရှိလာပြီးတကောင်ချင်းစီကိုဖမ်းဆုပ်ချီမုန်းပစ်လိုက်တယ် goblin အကောင်100ကျော်တဲ့ကနေအနှင်းငင်မြတာကြန့်ရှိတော့ပြီးသူတို့မှထွက်ပြေးဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိတော့ပါဘူး ဒီတစ်ချိန်မှာတော့ကျွန်တော်၎င်းတို့ကိုအပြတ်မရှင်းသေးဘူးသူတို့ရဲ့အတိုက်အမြုံကိုတိုက်ရိုက်သွားရောက်ဖျက်ဆီးပစ်ဖို့အစီအစဉ်ရှိတာမို့လို့ထွက်ပြေးနေတဲ့ goblin တွေရဲ့နောက်ကနေပေါ်ပေါ်ပါပါပဲလိုက်ပါသွားခဲ့တယ်လွတ်မြောက်သွားတဲ့ goblin တွေနောက်ကိုလိုက်ရင်ကူးတလက်တစ်ခုတည်းကိုဝင်လာခဲ့တဲ့အချိန်မှာပိန်ပိန်ပါပါနဲ့အစိမ်းရောင်ခန္ဓာကိုယ်ရှိတဲ့အကောင်အချို့ကအပေါ်ကကြောက်နိုင်ရန်တွေပေါ်ကနေရုတ်တရက်ခုန်ချလာကြတယ်ကျွန်တော်ဓာတ်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်လိုက်ပြီးတစ်ဖက်တဲ့တဲ့စီကိုပြက်ပြက်သားသားပဲတွဲခုတ်ပစ်လိုက်တယ်goblin တွေရဲ့ခေါင်းနဲ့ကိုယ်ကိုဟာတီးခြားစီမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပြီးကြန့်ရှိနေတဲ့နှစ်ကောင်ကတော့ရှဲတို့ရဲ့ဟတ်ဆက်စီဖြစ်နေတဲ့ဗဇက်ကြီးတွေကိုအမိအယညှပ်ပူးညှပ်ပိတ်ပါသွားကြတော့တယ်ကျွတ်ခနဲ့အတန်နဲ့အတူရှဲတို့က၎င်းတို့ကိုရတာခံပြီးငင်ငယ်ရှိတ်ကြီးမြူချပစ်လိုက်တယ်အဲ့ဒီနောက်မှာတော့လောင်ကောင်းလမ်းခွေစီကနေရေတွက်လို့မရနိုင်တဲ့မီလီယံအလင်းရောင်တွေတစ်ဖြက်ဖြက်ပေါ်ထွက်လာတော့တယ်ကျွန်တော်ရဲ့မျက်နှာအမူအရာပြတ်သွားပြီးနောက်ကိုခတ်မြန်မြန်ဆုတ်ခွာလိုက်ရတယ်ရုပ်ဆိုးဆိုးပုံတရံအကောင်ကြီးကဂူနညံနေအနှံ့တောင်းကျန်တိုးဝေလာကြတာကိုမျက်နှာကိုတင်းမာထားပြီးကျွန်တော်ကရှဲတို့လို့အော်ဟစ်လိုက်တယ်ရှဲတို့ရဲ့ခန္ဓာကိုယ်ဟာကြောက်မဖွယ်အရှိန်အဟုန်နဲ့ထွားချိုင်းကြီးမားလာတော့တယ်တိုင်တန်ဖော်ဘော၎င်းကရှေ့ကိုတောင်းဆိုင်ပြေးဝင်ပြီးလေထဲကကော်ဘလီနီကိုရိုက်ချပစ်လိုက်တယ်ပပလေးကကော်ဘလီနီဟာအဝတ်ဆုပ်ရုပ်တီလိုဟိုတစားတီတစားလွင့်စင်ကုန်ကြပြီးအီယာမချီဖွားကြီးနဲ့တစ်ချက်ထိရိုက်ချီလိုက်ုံနေတယ်သူ့လိမ့်လိမ့်နဲ့အသားစိမ်းတုံးနေဖြစ်ကုန်ကြတော့တယ်အဲ့ဒီအချိန်မှာပဲမြေပြင်တစ်ခုလုံးတုံခါသွားစေမယ်ရက်ဆက်ကြမ်းကြုတ်တဲ့ဟောက်တန်ကြီးတစ်ချက်မြည်ဟေးလို့လာခဲ့တယ်လေဘဲမှာကြမ်းတမ်းတဲ့အမွှေးအမြင့်တွေထူထပ်စွာပေါက်နေပြီးကြွက်သားတွေဖောင်းကားနေကအဆောက်အဦအသီးစားတစ်ခုစာခန့်မြင့်မားတဲ့မွန်စတာတတ္တဝါကြီးတစ်ကောင်ထွက်ပေါ်လာပြီးရှဲတို့ကိုဒေါသတကြီးစိုက်ကြည့်နေတော့တယ်ကျွန်တော်မျက်နှာပိုပြီးတင်းမာသွားခဲ့တယ်ဒါက boss ပဲထိုထရိုဂျီဟာခြေတလန်းလန်းပြီးပြေးဝင်လာရာ၎င်းရဲ့ခြေလန်းတိုင်းမှာဂူးတစ်ခုလုံးတုံခါလို့နေတော့တယ်ရှဲတို့ကတော့စိုးစင်များကြောက်ရွံ့ခြင်းမရှိပဲတဲ့တဲ့စီကိုပဲတိုးဝင်သွားခဲ့တယ်အမဲရောင်အလင်းတန်းတွေက၎င်းရဲ့လက်သေးတွေမှာလွှမ်းခြုံသွားပြီးထရိုဂျီကိုအရင်ဆုံးကုတ်ချစ်လိုက်ရာနက်ရှိုင်းတဲ့ဒန်းရအစင်းကြောင်လီးခုထင်းချန်ရစ်ခဲ့တယ်။နာကျင်မှုကိုခံစားလိုက်ရတာကြောင့်ထရိုဂျီဟာပုံမကြီးမားတဲ့ထောသားတွေပေါက်ကွဲထွက်လာတော့တယ်။၎င်းရဲ့တောက်အိုက်ထန်းခန့်ကြေပြောတဲ့လက်ဝါးကြီးတွေနဲ့ရှဲတို့ရဲ့ခေါင်းကိုဖမ်းဆုပ်ပြီးမြေပြင်ပေါ်ကိုအားပြင်းပြင်းနဲ့ရိုက်ချပစ်လိုက်တယ်။
ရှေတို့ရဲ့ခြေလက်တွေခွေးကျသွားပြီးပါစက်တောင်းကနေသွေးတွေစီးကျလာကနာကျင်စွာနဲ့အော်ဟစ်လိုက်ရရှာတယ်ရှေတို့မြေပြင်မှာဖိညက်ခံထားတာကိုမြင်တော့ကျွန်တော်လည်းချက်ချင်းပဲအတန်းစားစွမ်းရည် class key ကိုသုံးပြီးအခြေခံ stats အားလုံးကို20ရာခိုင်နှုန်းမြင့်တင်ပေးလိုက်တယ်အဖြူရောင်အလင်းမြင်တွေကရှယ်တို့ကိုချစ်ပတ်သွားပြီး၎င်းဟာ trio ကြီးကိုမြေပြင်ပေါ်ပြုတ်ချက်ချင်းပြန်လဲလှန်ချပစ်လိုက်ကတကိုက်တဲနဲ့တင်အသားတုံးကြီးတတုံးကိုစုပ်ဖြဲပစ်လိုက်တော့တယ် trio ကြီးရဲ့မျက်လုံးတွေကသွေးကဲ့သို့ရဲရဲနေသွားပြီး၎င်းရဲ့ bloodlust သွေးစာချင်းစွမ်းရည်ကိုအသုံးပြုလိုက်တယ်အဲ့ဒီတတဝါကြီးနှကောင်ဟာစက္ကန့်နဲ့အမျှပုံမူယူသွက်ကြမ်းကြုတ်လာတဲ့တပ်ပွဲကြီးထဲမှာလုံးထွေးတပ်ပုတ်နေကြတော့တယ်ကျွန်တော်က restore အနာကျစွမ်းရည်ကိုတုံရင်တစ်ဖက်ကလည်း empower ခွန်အားမြင့်စွမ်းရည်ကိုစက်တိုက်အသက်သွင်းထားရထွက်ပေါ်လာတဲ့စူညံတန်တွေကမိသားရာပုံများစွာအထိလွင့်ပြန်သွားခဲ့တယ် boss ကိုတယောက်တည်းချနေတဲ့အဲ့ဒီအယူကဘာတူလဲလူ3ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ဟာကူညီပေးပြီးအမှတ်အချို့ဝင်လူဖို့အစီအစဉ်နဲ့အပြေးအလွှာရောက်ရှိလာကြတယ်ဒါပေမဲ့သူတို့ရောက်လာတဲ့အခါမှာတော့မင်တက်ပြီးကြောက်အသွားကြတော့တယ်ဘာလို့လဲဆိုတော့ boss ကိုဝိုင်းချနေတဲ့အဖွဲ့ဆိုတာမရှိပဲကျွန်တော်တယောက်တည်းဖြစ်နေလို့ပဲအဲ့ဒီအချိန်မှာကျွန်တော်လက်ထဲကဓာတ်နဲ့နောက်ဆုံးတီးစီနိုင်တဲ့အချက်ကိုပိုင်းဖြတ်လိုက်ရာ 3G ရဲ့သွေးတန်း health bar ဟာတုံညအထိကျဆင်းသွားတော့တယ်အနီးနားကចောင်းသားတယောက်မှဝင်ရောက်ဆွဲဖက်ဖို့မဝန်းရဲကြပါဘူးလီယန်နဲ့ဝီလိုတို့လည်း၎င်းတို့အထက်မှာပါဝင်ပြီးနှစ်ယောက်စလုံးကအံ့ဩတုန်လှုပ်စွာနဲ့ရှီကိုပဲစိုက်ကြည့်နေကြတယ်သူကတရက်ထဲနဲ့ဒီလိုမျိုးဖြစ်သွားတာလားအဲ့ဒီနောက်မှာတော့အခြားလူ၄ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ရှောက်လာခဲ့တယ်သူကတော့အထူးတန်းက Ryan ဖြစ်တယ် ငါတို့เจ้าမှာမင်းလိုတတဝါစမ်းတကောင်ရှိနေလိမ့်မယ်လို့မထင်ထားမိဘူးမင်းရဲ့စင့်ခေါ်တတဝါကဒဏ်ရအပြင်းထန်ရထားတာပဲငါတို့ကိုကုပေးစေချင်လားငါတို့စီမှာအစင်မြင့်ကုသခြင်းစွမ်းရည်ရှိတဲ့ Holy Mage အလေးမော်မော်ဆရာပါတယ်လေသူစကားပြောလို့ဆုံးတာနဲ့တပြိုင်နက် Ryan ဟာသူ့နောက်ကချစ်စရာကောင်းတဲ့မိန်းကလေးရဲ့ကန်ကြောက်ချင်းကိုခံလိုက်ရတော့တယ်